တီယာတက်ဆိုတော့တိတန်တရားပါလေခင်ဗျာဟုတ်တယ်လူလိုက်မဆိုနိုင်ပါဘူးဟုတ်ကဲ့အဲ့ဒီဟာတော့ခက်တဲ့ပညာပါအခုရကိုပြရခင်ဗျာနဲ့ဆိုနေအောင်လို့ရိုက်ခံရတဲ့နေရာလေဗျာဟုတ်ကဲ့ပါခင်ဗျာဆိုရတော့ငါဝိုင်းရိုက်မတော်ဆက်မရအောင်ကျုပ်ကဆက်တီးတာလေတီးမရအောင်လုပ်လို့ရသေးတယ်ခုမှကျုပ်ကပြောလို့ရတယ်ခုနကသူကဒီတိုင်းကြီးထိုင်ကျုပ်ကပြောမရအဲ့ဒါဆိုင်းဆရာညာကစီချထားခဲ့အဲ့မလုံးမပြနဲ့ပြိတ္တကမသိတော့ဘူးငါတို့သာကြုံခံလို့သိတယ်ဒီပညာမသိလို့မရဘူးဟိုကလေကျုပ်ကနားမလဲပဲနဲ့သူတို့စီကဆိုင်းကောင်းကောင်းနားထောင်ဖို့သူတို့မှမလွယ်ဘူးကိုရဲ့ဟုတ်ကဲ့ခင်ဗျမလူဘူးတော့ခင်ဗျဘယ်တိမှမလဲခင်ဗျလက်ဆက်တော့ငါထိုးတဲ့အယူပါဟုတ်တယ်လေငါကမလူဘူးတာမင်းကလည်းသူများလူလိုက်စားတယ်ဆိုဘယ်နားလဲမှာငါလည်းနေနဲ့ကတ်စားတာပဲဟုတ်တယ်လေအဲ့ကြောင့်မင်းပြေငါခေါ်ထားတယ်မင်းဒါတော့ပြီးကြမှာတော့ငါပြောခွင့်ဖြတ်ပြီးလာပြီလုံးစားလုံးပါမင်းကြက်ရလားတော့သွားပါမယ်အားလုံးပါမယ်အတနာထအမြတ်မဆရာကြာရလုံးတော့ပါစီကြရမေရီဝေဘောစောဘောကိစ္စနာဂိုင်းအမျိုးတိုင်းကိုအဖို့ထိုက်တယ်တိုက်တိုင်းနိုင်ရဲ့ရှိပြီလားအတနာထအမြတ်မဆရာကြာရလုံးတော့ပါဝေပုံစားပုံကိစ္စနာဟုတ်အမျိုးတိုင်းဟိုးထိုက်တယ်တိုက်တိုင်းနိုင်ရဲ့ရှိပြီလားဘိုက်ကဝါဝါအစကကင်းတော့ပုတ်တဲ့ဆောရနာရွှေနာတော့ချင်းရနေပြီတော့မေးဝေစားစီမာဟဲ့ပါပါဝေအစိကမှာတရားပါလားအဲ့ဒီဘာတတ်တယ်လေသင်ချရပြီပါပါဝေဟိုးကောင်းကောင်းချကျော်ကူတာလေးမင်းတကယ်ကြီးမြတ်ပေးတယ်ကျော်လောင်ချစိတ်ကြတယ်ပါပါဝေတချင်းသာမဆရာပါလားနားလေဒါဆိုရင် तू ကအော်มาလေအဲ့တော့ငါမအော်ဘဲနဲ့ဖေးထွက်သွားတယ်ဟေးဆိုပြီးလက်ကြမ်းနေခဲ့ပါပါဝေတချင်းသာမဆရာပါလားဒါကျင်းနေပါမငိုပါနဲ့ဟာကြီးနေတာညညနာကြီးမသိဘူးမသိဘူးတော့ပြင်းစရာကောင်းတဲ့ British ရာတွေပါပြင်းတယ်လေကွာရေရောတော့ပါငါသိပါခင်ဗျားတို့ကထင်ကြီးနေငါရညာရှင်ပြိုင်နဲ့14လေးတဲ့ကိုမင်းပြရလို့လားခင်ဗျားတို့ကကိုရှင်ပြိုင်ကျတော့မင်းကြီးကြီးပေါ်တာနော်ညကတော့ပြင်းလို့မှကြည့်စရာမရှိဘူးတယောက်မှရှိကြော်ထုံးနဲ့လွှဲပြီးတာတော်နိုင်အောင်အုပ်ကြည့်ယူရတယ်လောက်တာမလင်းညာအခုညီကခိတချင်းတကုံးမှမနေဘူးအော်မင်းကမန္တလေးစိန်တောင်းမန္တလေးတဲအောင်ဒါတပည့်ပီတောက်ကျွန်တော်တိရနော်ဟုတ်ကဲ့မကြက်တဲ့တော့သူတို့ပိုင်ဒါမှသူတို့ပိုင်ကျွန်တော်တို့ပြီးပြီနောက်ကဲဟုတ်ကဲ့အဲ့ဒီတော့ပါပါဝေး
တချီရမှာဟဲ့မင်းကလည်းဆက်တယ် လက်ဆောင်မဆက်ရ ဒီရာတာတာဟေးတိုင်းတာ အတနတ်တာအမြတ်မဆရာပြရလွန်တော်ပါသီလီကြည့်တော့ပြပြရည်ရည်ဝေပုံစားပုံပြက်စားတာအမျိုးသားတိုင်းအဖို့ထိုက်တယ်လိုက်ဆိုင်ကြကြရှိနေတာအတနတ်တာအမြတ်မဆရာပြရလွန်တော်ပါသီလီကြည့်တော့ပြပြရည်ရည်ဝေပုံစားပုံပြက်စားတာအမျိုးသားတိုင်းအဖို့ထိုက်တယ်လိုက်ဆိုင်ကြကြရှိနေတာဘိုင်ကဝါအစကားကြီးတော့ပုတယ်ဆိုပြန်တာဆိုပြန်လားဝိနန်းနဲ့ချင်းရလင်းပြီးတော့မင်းရဲ့စာစီမင်းရဲ့စာစီဘာဘာဝင်းဘာဘာဝင်းတချင်းကပါဆရာဘာလာ ကြံပြီးမှာပေါ့ ငါရောရမင်းကမပြောစင်တော့သူ့ဟာတွေက၃ကြောင်းကြီးဟာပေါ်နေ ငါတော့ ဒူးကောင်းတွေကဒီရှိတော့နာပြောတာ ဒီကညက်တက်တယ်နော် ညစ်ပါပါဘူးမင်းကဟုတ်ငါလည်းမသိလိုက်ဘူးကမင်းရခေးနာပါရိုက်ပါပါရိုက်ရပြောင်းရိုက်လိုက်ရိုက်ပြီးလို့ရှိရင်တရေကင်းသွားချိန်ကျအဲ့ဒီညနာကြွတ်မလား ရိုက်ရရတယ်ဟာဟာ အဲ့ဒါပထမပိုင်းနော် ဆိုင်တော့ချက်ဒီမင်္ဂလာနောက်ပဲခရမခိုးနေကြတယ်လို့ဆက်ကြံပြီး အာလူလေလောက်တာကွာ ခင်ဗျဗိဒိကံနဲ့မနေရကြရပြောရတယ်တွေ့မှာလို့ ကဲအဲ့တော့မင်းကဒုတိယပိုင်းလာသေးခြင်းနဲ့ပေါ့ ဟုတ်တယ်ပြောလိုက်တော့လေ အေးငါလည်းဆရာလို့ဆိုပြမယ်ဆိုင်နာကျန်သေးအောင်မင်္ဂလာအလုံးမမတို့နဲ့မင်းတို့လိုက်တယ် ကျွန်တော်မလဲရ ဆိုင်တော်ကျန်သေးအောင်မင်္ဂလာမမပြေပါကျန်သေးဆောင်းလို့ဗျာ ဘူးပြန်တော့မယ် ဘာလို့ပြန်လူလေမလို့ကြားကြည့်ငါလည်းသိရင်ပါလေလူလေလောက်တာဒီနေရာမှာဥစိန်တောင်းကရှိကဆိုရင်ငါနောက်ကဆိုနေကြကွာသူကငါဆရာနေရဆိုတယ်မင်းငါနေရဆိုဆိုင်တော်ကျန်သေးအောင်မင်္ဂလာ ခင်ဗျကျွန်တော်ပတ်သက်ပေးတာ ငါအသိလည်းမင်းမငါဘူးလေ ဆိုင်ရဗိဒိကိုစားနေတာ အစမ်းမှာကြိုက်တဲ့ဘက်ကစမ်းရဲ့ ဗိဒိကဆိုင်ကိုအဆမ်းမခံဘူး အစမ်းမခံနိုင်ငါဆရာမူတယ်ဆိုနေတာပဲဆရာဆိုလို့လိုက်ခဲ့ တော့ပြင်းနေပြိုင်ပါဘူး ကြီးဆိုမှကိုင်း ခင်ဗျားတို့မကြည်နဲ့နေကြပါညလည်းကြောက်မှမရှိခိုင်းရတော့ဒါလည်းကြ ဟာလာမပေါ့ဟာခဏရမဲ့ဘလို့ပြောငါဘိတ်သိညောတော့ပျော်မပျော်ဘာဘူးလို့သိလား ဘာလို့ နောက်ကဆိုင်းဆရာရှိရလူတကရငါလောက်မှရုပ်မချောပဲနဲ့ ပြင်းရကောင်းလို့ပါသူကပြောရတယ်ရှိတယ် ရက်လုံးကြည့်ပါလားကြွက်ကလေးလေးကြားတယ် ဟာဒီ ဆိုင်တော့ဆိုင်တော့ကြတယ်အောင်မင်္ဂလာမမပြေပါကြက်တယ်ဆောင်းလို့ဗျာ မမပြေပါ ကြက်တယ်ဆောင်းလို့ဗျာ စက်တီဆောင်လို့ပါ ဟုတ်တယ် ဟောနင့်ဗိဒိကစက်တီရှိရပေါ့ ဟမ် နင်ပြီးငေါတော့မှငါပြီးရနော် ဟုတ်တယ် မငေါနဲ့နော် ငေါဘူးသူပဲ ပြောပြီးတာ လာမနော် ဆိုင်နော် ကျွန်တော်ကချာကြီးတယ်မင်းကမင်းပဲကြက်ချခိုင်းနေတာ ကျော်သူကနာလေးကျော်သူကနာဆိုင်တော်ကျန်သေးအောင်မင်္ဂလာ မမပြေတော့စက်တီဆောင်လို့ပါ ဆိုင်တော်ကျန်သေးအောင်မင်္ဂလာ မမပြေတော့စက်တီဆောင်လို့ပါ အော်လန်ပီယာတတိမြရဲ့ခမယာရမအဘဒကဝိရမေကတေရီချာကြအော်လန်ပီယာတတိမြရဲ့မိမခမယာတက်ပြမအဘဒကဝိရမေကတေရီချာကြခဏဒီငွေဆိုသမျှ မလို့ရ တ
ခဏရေဝဲဆိုသမျှမလို့ရတပင်းပဲအပန်းကိုကွယ်ပြန်လာပါတယ်ပိုက်တာဝဝစိကကင်းတို့ဦးနေဆိုရတာတွေ့ငါတို့ကြည်ရနေတွေ့တော့မိရစာစီမှာပါပါဝေးပါပါဝေးအကျဉ်းပါပါဆရာမင်းကြောင့်မလို့ဟုတ်တယ်ဒီနေရာအော်ရမယ့်ဟာကမအော်ဘဲနဲ့သွားချိုင်းတော့ပြုတ်ပါအသာဆိုအောင်မှားသွားတယ် မင်းဘာလို့ဆက်လေးလေးနောင်းလို့ မင်းနောက်ကဒီကမင်းလိုက်ပြီးရက်တာဘိုက်ကဝဝစီကကင်းတော့ပူတယ်ဆိုပြန်နာ သူကဘိုက်ကပူရတော့ ဘယ်သူကဘိုက်ကပူရမှာတော့စိမ့်ပေးတာကလူကဝပြီးဘိုက်ကပူပြီးရှေ့ထွက်လို့ဘိုက်ကဝဝအစစ်ကကင်းတော့ပူတယ်ဆိုတာလူကအရက်ပူလို့အဲ့ဒါကိုဆရာတင်စာဆက်ထားတာ လူတွေလုတ်ပြောတယ်သူလည်းမနေဘူးလေ ငါသာမသိတာမင်းလည်းမမြင်ဘူးဘူးရဲ့ မနေဘူးကလည်းရှောက်ပြီးတော့ အခုလည်းဆရာပြောတာပြောရတာပေါ့ဟာဘယ်ကိုပုတ်ပြီးတော့ကိုလကကြည့်ပြီးပါမလား အဲ့ဒါပြောတာဘိသိဆရာများအလံလေးနဲ့အုပ်စုဆောင်ပြီးတားပြောင်းကြတယ် မောက်ချက်တည်းနေမကြည့်နာမလား အဲ့ဒီလိုမောင်းချက်ကြီးကောင်းမောသွားရင်ငါနေုံတော့ညာနော် ဒါမောက်ချက်တည်းလို့ခေါ်တယ် ဘိုက်ကဘာဝ ဘိုက်ကဝဝစီက ညကကင်းလို့ အတန်ကြ ဒါလည်းငါးပြားမှနေမရဘဲနဲ့နောက်ကလည်းလည်းထောက်လာနော် မထောင်းနဲ့ထောက်ဆရာမလို့မင်းထောက်မှကြလို့ငါရှေ့ကတ်ထားတယ်ဘိုက်ကဝဝစီကကျင်တော့ပူတယ်ဆိုပြန်နာ ဟဲ့ တော့ဟုတ်ပါ လို့လေ လုံးပါမယ် အောင်ပြောလေ ရွှေနန်းတော်ရှိရနေတွေ့တော့မင်းဝေစာစီမှာ မင်းရဲ့စာစီမှာ ပါပါဝေးတချင်းသာမဆရာပါလားငါ ငါကျွန်တော်အကူများကျွန်တော်ဦးကြီးများကျွန်တော်အမေကြီးများဒီလိုတော့ခင်ဗျာအခုခဏနားလို့ရပါတယ် အေးလုံးနော် ဒီတက်ကဆိုင်လေဘေးဆိုတာပြီးတာလူတီးရတာသူကြောင့်ကျွန်တော်တီးတယ်စက်ကြတီးရတယ်မကျွန်တော်တီးတယ်ဆိုင်နောက်ချက်ဒီမင်္ဂလာမမပြေကောင်ချက်ဒီစောင်းလို့ပါပေါ့ဗျာနော်အဲ့တော့ကျွန်တော်ကောက်တီးတယ်ဆရာကောင်းမောင်းစပကြီးကောင်းမောင်းရုပ်ချက်ဆရာလာတီးကျွန်တော်တို့တီးတာကျွန်တော်နားမလဲတဲ့အရွယ်ပို့ငါဆောင်းမနေရတယ်ဆွဲထုတ်တာအဲ့ကြမှာဆရာရောက်မှန်းနေလူတွေအောင်တီးရတယ်ကွာမင်းကဘိန်းမောင်းတိုက်နေတဲ့အတိုင်းပဲဘိန်းမောင်းဆိုတီးတာ ရမ်းမတိုက်တဲ့ကြော်ထူးကထကလိမ့်မယ် ဟုတ်ပါတယ်ငါဘာပြောလို့ပြောတယ်ဒုက္ခတော့တညာတော့သူ့ကြောင့်ဆိုင်တော့ချက်တီမင်္ဂလာမမဒီပေါင်းချက်တီစောင်းလို့ပါလူစီအောင်တီးရတယ်ဆိုတော့ဆရာတင်ပေးလိုက်တဲ့တင်ညာကဒါဆရာတင်ညာပါခင်ဗျာနေ အေးလူရင်အောင်ဆိုတော့ကျန်တာနားမထောင်အိန္ဒိယဘာတော့မင်းနောက်ကမောင်းပါဟုတ်တယ်နော်မောင်းတာလေးလွင်အောင်ထုတာတို့စီကတိတ်လောဘမကြီးနဲ့တဲ့အတီးလောဘမကြီးနဲ့ပြောနေကြစရာပါတယ်တီးကမတ်တက်ဆိုကမတ်တက်အဖြစ်စီနဲ့ဆိုတဲ့စကားလုံးကိုဒီနေရာမှာသုံးသွားတာကြိုက်တာတော့ဒီတကားတော့လူလည်းလုံးတမောင်းမင်းနဲ့ဒီတော့မှငါဘယ်သူတောင်းလို့ဘူးအညီလေးတောင်းတာပါ
ဝေလာမဆိုပေးပါတဲ့ နဲ့ကြလို့ ငါတော့မန္တလေးပြန်မပေါ်ရင်ကြော်ထူးနဲ့ဒီရွာကျိုးတုတ်ထားခဲ့တယ်နော် ကြားလို့လား ရတော့ရကောင်းပါရဲ့ဆိုးတော့ကြည့်ရမှာပါဟိုကရှိရခိုင်းတာမှတော့ ခင်ဗျာဘက်ကဘယ်လိုရလဲ ငါဘယ်လောက်ရတော့မင်းကြားမှမရှိမချတာကြိုင်ဘယ်လောက်ရလို့မရအောင် ကြားရ တ တော့ လားရမလို့ခြင်းမဟုတ်ငါလူတကအောင်ဥစိန်တုတ်တိုင်းငါဂျင်းနေပါတယ်ဒါတော့အော်နေတာကလတိုင်းမမင်းမလုပ်ဘူးကွာငါအော်လို့မဆိုဘူးကဲဒီတခါကတော့ဝေလာမကတော့ဒါကသမိုင်းပြောရရင်ကျွန်တော်ကိုခေတ္တကျယ်လေးစင်ကိုကျွန်တော်ညီစင်မေးတာဒါဝေထုတ်ခဲ့တာဒါကဘူရင်းကတော့ဘာစိတ်ကြပေါ့ဟာအဲ့ဒါကိုဝေမထွက်ခင်ကကျွန်တော်ဆရာမလေးဥစိန်တောင်းက UB တီးတော့ကကျွန်တော်လူရွှေတော်ဘဝဒါဘယ်လိုလဲ လူတကာလေးခင်ဗျာဘေးလေးရတာပဲတွေ့လား နှစ်ဖက်ကလေးက ပတ်ဆိုင်ယူပြီးမေးတာ အမေ ဒါဘယ်လိုလဲ လက်တစ်ဖက်ထဲလာလို့နေခဏလေးကြိုင်တော့ယောကြိုင်လိုက်ဆိုဣဒံမေပုံညံကလကားစတာကဲကနေကစားငါညီနဲ့ငါနမစိတ်ချမ်းသာကိုကြမ်းမသာသနာဘာသာနိုင်ငံမိဘရရွာကျွဆွမ်းဆောင်တဲ့ပုဂ္ဂိုလ်ရှင်ဖြစ်စေအာမောသူလည်းရမှာမလို့ပြောပြီးလက်ခုပ်တီးနေတာရတယ် ရတယ် မပေးနဲ့ကျုပ်အတီးမကောင်းရင်မပေးနဲ့အေးမင်းကြောင့်ဆိုမယ်အားတော့ဆိုမယ် လောင်းပါလောင်းပါလောင်းပြောလောင်းပါ လာ ကိုလေး ဒါကိုရီးယားကဲဒါကျုပ်တို့ကကြီးကုစိတ်တော့ရသားတွေခဏကသာစိတ် ဟိုး စိတ်ချမ်းသာကိုချမ်းသာသာသနာဘာသာနိုင်ငံမိဘဘောကျုပ်နေတဲ့သားကောင်းတွေဖြစ်စေ ဝဘလော အတူတူ လူပါပဲဗျလူပါပဲဗျတောင်းပြီပါပဲဗျခင်ဗျားလည်းလူလေလို့တာအလကားရတယ်တော့သွားဖြည့်ကြည့်ဘိုးဘလောက်တော့လဲကဒီလေတောင်းပြီလားသူ့လေတောင်းချတာသူမယုံပြီလား ဆိုင်စီဟာတယောက်တည်းဆက်လေးလေးမရဘူးကျက်မောင်ဝင်ကြတာနောက်ဆုံးဘယ်မှာ ကဲကျုပ်ညီလေးကဝေလာမာလေးတော့စိုးပေးပါလို့ခိုင်းတာဒါမလို့ကဲရှီရတဲတာရိုက်ပဲမဖြတ်တာနော်ပြီးကြီးဘာယာနတ်လေးဟုတ်တာပေါ့ငါစီးတဲ့မှုထူးကြတာတော့မအော်လို့ပဲရတော့မလို့ ငါချင်းသိညာ ဟုတ်တယ်နော်ငါညီပေးတဲ့စီခုရောက်တော့ပြောမယ်ငါမနေ့ကဒီတစ်ချင်းခိုင်းတယ်မဆိုခဲ့ဘူးဒီဘွဲဒါမဟုတ်လေခိုင်းမယ်ဆိုတော့သိလို့ပြပြီးတော့ငါဟိုဘက်ဆမ်းမှာတပိချင်းမဆမ်းမှာနားပြန်လာဒါကြောင့်ပေါ်ပြတာဒီရွာဒီဘက်ကိုဒီတစ်ချင်းငါမဆိုဘူးသေးဘူးဆိုခြင်းနဲ့ဆိုင်နဲ့မတွေ့လို့ခုမှငါညီနဲ့ဆိုပါလို့ပြောပေါ်ပြအောင်ဟိုကတော့ပေါ်နိုင်တော့မောက်တာsangမြေဝတိနဲ့ရှေ့တောင်းလေးတော်ကိုလီဆောင်သာယထာရွှေငွေမြင်းစီတွေနဲ့သမီးကညာပေါ့ကျေးကျုံအပေါင်းတို့လူကြောင့်ဒါနာပြုပါရသည်ဤပါယနာဝေလာမတဲ့ဟေးအလူတော်ကြည်ရာစေရနာဟာနာကဝေလာမပါတဲ့ခမရလူတော်မူချရှစ်တောင်းလေးတော်မှာရတနာရွှေငွေများနဲ့သမီးသားကြည်ကြုံညစွာရီပါမကြရအောင်လူဝိတာစေရနာကျုပ်တို့အလူကစားတဲ့တပါ
ဟိုကနေဆက်ဆိုလာတော့နောက်ပိုင်းလေးနဲ့လေးကြောသွားလို့ညာဟောလိုက်မယ်စေရနာပြုတ်လို့အလူကစားရတပါတီးကြငါတည်းတော့လောက်ပြကောင်းစိတ်တောင်းတစ်ပဲဆိုတီးကြဗျာဟမ်ငါလေးစိတ်တောင်းတစ်ပဲဆိုရင်တီးကြဗျာ ငါဘာလို့ဒီရမှာ မတီးလည်းနေတော့လေ နင့်ခိုင်းတယ်ငါခိုင်းတယ် ငါဆိုပြီး ဒီမောင်ငါမျက်စိတမေးတယ်ညလုံးလင်းလာနေတယ် တပြောသမှာဗါရီလဲနော် နင်ကကုချိုတိုင်းဘယ်တော့ချ နှစ်သောင်း ဥစဉ်ကြပေါ်ထဲမှာဆိုတာနော် ဟုတ်တယ်ဗျ ဆိုင်စင်ကြပေါ် စိတ်ဆရာစင်ကြပေါ်ပါဗျ အဆိုးမပါဘဲနဲ့ဖြစ်လာ အဆိုးမပါဘဲနဲ့မဖြစ်ဘူး အတီးမပါဘဲနဲ့ဖြစ် အတိမပါဘဲနဲ့လည်းမဖြစ်ဘူး သူကြလူတကနေကိုတယောက်လေးချ နှစ်သောင်းရှာတယ်လေ အေးငါမပါဘဲနဲ့နေတယောက်လေးဆိုတော့အဆိုင်ခဏညံ့မှာမဖြစ် ထားလိုက်ပါကွမထူးပါဘူးမဟုတ်လည်းမအယူတောင်ပြရတယ်ပြလိုက်တော့ထားမျက်နာမရမှာမရဘူးလား ဟုတ်လား ရရပြောရရ ဒါပဲโอเคကြွေးဒါရေး ကနေတော့ဟောဒီဆိုင်နဲ့ဒီဘေးသေးနဲ့မနေ့ကငါတော့ပြီးမှမဟုတ်ဘူးတိုင်းဆိုငါပြီးမှာ မပြီး မပြီးလည်းနေတွဲမှာ အနဲ့တွဲရအောင်တွဲ လုံးမှာဒီငါပြီးပြီ စေရနာ အာမေ3ငါကြီးဟောပါတော့တရားလိုက်ပါလား တော့မှာပေါ့အဲ့ဒါမတီးရမှာ ဒါလား စေရနာ ပြီးပါတယ်အခြားပါမတီးရတာ အဲ့ဒါချပါမတီးရ စေရနာပြုတ်တော့အလူကစားတဲ့တော့ဘာ ရစ်တာကွာမင်းမွေးနဲ့ဆက်ကြတာကြတာစားရတဲ့ဘောပါဆိုပြီးနိုင်လို့လိုက်ဘောဒါရစ် ကိုလည်းမရစ်တယ်ပဲသူကရစ်တယ်မှာနှမျောနေ ဟုတ်ပါဘူး စေရနာပြုတ်တော့အလူကစားတဲ့တော့ဘာ အဲ့တော်ကြီးပေါ့လား ဘယ်တော့မှတော့သူကဆေးရတယ်ဒီငွေရ3000ဆိုတော့တော့ရစ်ပြီးလို့မှာပေါ့ဟုတ်တယ် စေရနာ စေရနာပြုတ်တော့အလူကစားတဲ့တော့ဘာ 6 တာ တွေ့လားဘိတ်တိအဲ့လိုခိုင်းရတယ်ဆိုင်ရဟာကြည်ဆိုရင်မဆိုင်ရည်လို့တန်းကြီးရတော့ရတယ်ကြံငွေနဲလာတို့ဘယ်လိုလုပ်ကြလဲကျွန်တော်လုံးဝဟာဒါ Hey! Hey! အလူတော်ကြီးပါစီရနာအားရကဝေလာမပါတဲ့အမြာကြောင်ရမှုချဒုက္ခဖြစ်တော်ရတော်မှာကြိုက်ရနာကျွေးဝင်များတဲ့သမင်သားကြီးကျော်ညစွာရပါမကြရအောင်လူဝိတာစေတနာကျုပ်တို့အလူကအားရပါ ထိုးဆိုတဲ့ဘိတ်တိမဟုတ်ဘူးတိအောင်လို့ပြောနေတာခဏတို့ကဘယ်လောက်ကြိုက်ကြဘယ်လောက်ကောင်းကောင်းလာမနစ်ဆက်မငါဘူးဆိုတဲ့တရေကကြားဟာနော်ကျောက်ကအဲ့ဒါခံနေတာတော့တိတယ်မှာမငါနေဖို့ကျော်လူရဲ့လောက်ကြတယ်ဟဲ့ Me huele la ငါနေလူကြီးမိနားလေးကျင်းလာကောင်းတယ်မရှင်းတဲ့ညနေမှာမေးကြောင်ကြည့်ရတယ်ကိုရှိရဲ့မနေဘူးလို့ပြောရ
ဟုတ်တယ်ဒါဒီမှာမြောက်ပြီးတာတစ်ခေါက်ရောက်ပြီးတာမြောက်ပြီးသားပြီလို့စမငါဘူးဘုန်းကြီးချာမပြန်ရောက်လာတာ အဲ့ဒီမကြိုက်ဘူး အားပြကြိုက်ပါလို့တော့မှမကောင်းနေနဲ့ ငါပါလို့ပြေသွားမယ်စိန်တောင်းတပည့်လာထောင်ပါခင်ဗျာ ပြုတ်သားမှာ လာရေကူအခါဦးကျော်ကျော်ရဲ့စေတနာတွေဟာသာသနာထွန်းရှင်ဝါလူတော်မူကြငါပြည်ကြောင့်တဲ့ရအောင်ကြကြမှာအလူအမဒေါသနာကြီးရဲ့စေတနာတွေဟာသာသနာထွန်းရှင်ဝါလူတော်မူကြငါပြည်ကြောင့်တဲ့ရအောင်ကြကြမှာစိတ်ကြပါဆိုင်တော်ကြီးကလာ အိုးသိကြပါဦးလေဘာတည်သွားပြီလေ ဗျာ ကျွန်တော်နာမည်ပေါအောင်ဆိုလေရှင်းပါ သိတော့တပည့်အချင်းချင်းကိုလူလေအလောက်ခံပါတယ်ကွာ စိတ်ကြပါ ဆိုင်တော်ကြီးကသာ မမလေးအဘအဖိုး ဟုတ်တယ် ကျင်းပါခင်ဗျာ အဲ အခုခင်ဗျာမြောက်နေကျွန်တော်ဆိုင်နေမလား ဟုတ်ပါတယ်ခင်ဗျ မျိုးသူနာမည်ပေါအောင်ဆို ဟုတ်ကဲ့ခင်ဗျရုပ်သူနာမည်လည်းပေါအောင်ကျွန်တော်ဆိုပေးပါဒါပေမဲ့လို့ကျွန်တော်ဆရာခင်ဗျဆရာမန်းလေးဥစိန်တောင်းတာကျွန်တော်ကစပြီးတော့ဆိုလိုက်တော့စိန်ကြပါမတကယ်နဲ့စိန်တောင်းတဆရာဆိုတော့ခဏရအောင်နဲ့ငါတချင်းအပိုင်မဟုတ်ဘူးတဲ့အဘိုးနာမည်ပြီးမှငါနာမည်ထဲတဲ့ မဟုတ်လေအဲ့ဒါညကွင်လေညတီးလူဆရာအဲ့လိုပြောနေတာ ။အော်နေကြ ည တော့ ဘိတ်ကကြရတော့မျိုးသူနဲ့ရှိကြရင် အဲ နေစိတ်ကြပေါ်နဲ့မြောက်ချင်လို့လား မြောက်ချင်ပါဘူးအဲ့ဒါငါမလိုက်ချင်ပါဘူးနေလိုက်တော့ပါလားငါလာဖို့မလို့လား မဟုတ်လေလိုက်ချင်လိုက်ပါလေငါအဲ့ဒါလေးပြော ။ရပါတယ်ခင်ဗျ။ ယခုအခါ ယခုအခါဟာအဲ့ဒါပန်းတယ်ကွာ ပန်းပန်းသို့နေဘာလို့14သိန်းတောင်းလို့သို့နေတော့မကြံလို့ကိုတော့မကြိုက်ပေးရတဲ့လမ်းကြီးတာ ။ဒါလာပြီစိတ်ချ။ယခုအခါဦးကြကြရဲ့စေရနာတွေဟာသာသနာထွန်းရှင်ဝါလူတော်မူကြနတ်ကြီးချောင်းထရအောင်ကြကြမှာ အလူအမဒေါသနာကြီးရဲ့စေတနာတွေဟာသာသနာထွန်းရှိဝါ ဗါလေ လူတော်မူရှာနတ်ကြီးချောင်းတဲ့ရအောင်ကြကြမှာကိုမျိုးသူတဆရာဆိုင်တော်ကြီးနဲ့ပါ ဒါပဲအဲ့ဒါတိတ်ကြပေါ်ကြအဲ့ဒါမနေရလက်ခုပ်တီးတဲ့ထဲမှာခဏတော့မပါဘူးလက်ခုပ်တီးကြကိုမျိုးသူဆရာတော့ တိစမ်းပါဗျာမဟုတ်လေသူကတေးရသွားမဲ့ပြင်လို့ ငါနောက်ဘက်ကူအောင်ပါမိမမကြည့်ပါဘူး မဲညနာပြင်သွေးဆုံးကမိမမရသေးဘူးလေလာမယ်နော် ကိုမျိုးသူဆရာ လာမယ် နေပြိုင်ပါတက်လာနေတော့ခုငါဆရာခေါ်ရည်ဒါပဲလေအဲ့ဒါပြောနေတာဟမ်ပတ်စံနေယူယူပြီးတော့ငေါငေါနေတဲ့ပိတ်တွေပါတက်လာနေတော့ခုငါ့ကိုဆရာခေါ်လိုက်တော့အကုန်မင်းငါ့ကိုဆရာခေါ်လို့ပြောရင်မခေါ်ဘူးအခုလုပ်လိုက်ပြီဘာမလဲသူဆရာအဲ့ဒါကြိုက် တရက်စားနဲ့ကြက်တော့နှစ်တက်စားနဲ့ကြက်တော့ထူအောင်ကတားဘူးပါကြိုက်လိုက်ပါတော့ကိုမျိုးသူဆရာ ဗျာသူ့ဘောကိုထူးလာနောက်မကောင်းလားကွာရ ကိုမျိုးသူကဆိုင်တော်ကြီးနဲ့လားဒါနာစီတီလို့လားကြာကြာသမီးပြောလေခမရအေးဟမ် နောက်က လည်းမလုံးနဲ့ခမရအော်ရမှာဟောငါလာခိုင်ငါလည်းမင်းဟောအမြာအော်လေးတပွဲလုံး အေး တပွဲလုံး နောက်ကအော်မှာ နင်းပတ်စံပေးပါလား ကွာပေးပြီ အဲ့ဒါငါရလေ အေးအဲ့တော့အော်လိုက်လေ ကြာကြာသမျှအမြအမြအမြ ယူရမူကြပါငါခမရ မချီးကျူးတဲ့ကြာ နင်းသိလို့မရဘူး သူကလေကြီးသိလို့မရဘူးမဟုတ်ဘူးငါ
ညီမစဉ်းစားငါ ငါ လည်း နာနေရမယူတဲ့ကောင်ငါသား 呀。အောင်သေးမင်္ဂလာနောက်ချစ်စင်မကွာလူတို့မှနေချိုက်စေဖို့ရ လူတို့မှနစ်ချက်စီကိုရ မင်းလည်းစိတ်တော့တယ်ငါလည်းစိတ်တော့တယ်ဒီနေရာမင်းတမ်းမကြရင်အစောတော်ပါမရမယ်လာခဲ့အဆိုးလို့နေရတယ်မင်းတန်နဲ့ဆောင်းစည်းကြီးတဲ့တန်ငါကြော်စုံးလုပ်ပြီးသား သူက3ယောက်မြောက်လှုပ်ချင်တယ်သဘောအဲ့ကောင်မလေး ဒါလည်းငါကံပါ ဒါလေး အဆိုးတော်လေးသားရဲ့ နောက်က2ယောက်ကြာရှင်း2ယောက်ကြာခေါ်နေ သေဝေးစီခဏတော့တွဲမှာ နေတခေါ်နေစားရင်ငါဆိုတော့လာလေးရ ကြာတော့မှကြည့်ရအောင် မကြောက်နဲ့2ယောက်ကြာမကြောက်နဲ့ဟုတ်တယ်လေ အဆိုးတော့ ဆုံးကလေး ရှင် နာမည်ဘယ်လိုခေါ်တော့ နမ်းမှုပါ ရိုင်းမှု နမ်းမူဘာပြိုင်မူရော ခင်ဗျာကောင်မလေးကနားမှုငါနာမည်ရှင်ပေါ့တော့တယောက်ပိုင်းတော့ကရိုင်းမှု ငါယူမဲ့ဝကြီးတာနော် မင်းအရင်ဒုက္ခခံရတာမဟုတ်လားညီမလေးညီမလေး ရှင် ရှင်းမဟုတ်ငါမြောက်ကြီးဟာ ဒီလိုဘူးလေ ညီမလေး ရှင် PB2 PB2 မကြောက်နဲ့ ကြောက်နဲ့ အကူကြီးတို့ကအငွေ့ပါခွဲအတွေ့မဟုတ်ပါဘူးဒါလေးနေသားမှာခဲဘယ်လိုဖြစ်မပေးသားမှာလဲ ဒီကလေဆွေတိုင်းဒေကြီးပွေးကြမှာလေသူကမန်းတက်ပြီးတော့တာပဲ ဟာမင်းမနေကြယောက်ျားသားတွေများသားဘူး ငါမင်းကငါကြော်ထုနဲ့နှစ်ပန်းလုံးနေရတယ် မင်းကောင်အချိန်ကုန်သွားပြီကြာသွားပြီ ရတယ် ရက်ရှိရတော့မယ်နော်နောက်မှစမိုင်းလိုက်ပါလား လိုက်နေတယ် လိုက်ပါလား လိုက်မလားလေ ကြဲကြဲပြောလိုက်ပါလား ဟုတ်ကဲ့ ဟုတ်ကဲ့လိုက်ပါလိုက်ပါလား အဲ့မ အဲမိုးဝင်ရေကားပစ္စည်းတွေချဟိ အဲ့တော့ တချင်းဆိုသင်ပေးမလို့ကားပေါ်ခေါ်ပြီးတော့ဒါပြော ချင်း တာ ဆိုလို့ပြောပါ တချင်းဆိုပါညိဟောမပြုတ်ပါဘူးညီကတာနေသားမှာငါ မပြုတ်လည်းမရဘူး အေးဟိုကပြုတ်လို့အဲ့ဟိုကတော့ဘာတော့ အဝါဆိုတော့ထုံးမပြောနေတဲ့စကားတစ်ခုမှဆိုမှာပါ ဘာတော့ဟိုကဆိုတာ သိပြီးသားသူတို့ကအဲ့ဒါကြီး ငါမကြည့်ဘူးငါပြောတာ သူတို့သိပြီးသား ဟိုက อืม ဟိုကတော့ဘာတော့ အေးရအဝါဆိုအဲ့ဟိုဟာကြီးပါလို့ပါတော့ငါပြုတ်တာတော့လား ဟောကျက်သားပတ်စားရတယ် စိတ်တို့တော့ငါအဲ့အရာကိုပြောခဲ့ပြီးသား ဟော ပြောပြီးသားနော်ဆိုမနော်အောင်သေးမင်္ဂလာနောက်ချီစင်မကွာလူတို့မှနေချိုက်စေဖို့ရ လူတို့မှနစ်ချိုက်စေဖို့ရ ကြိုက်လား ရိုက်ပါနဲ့ညနာအဲ့လိုမဆိုပါဘူး အဲ့ဆိုရမှာလေ မိုက်ကလေးကပြီးတော့လူတို့မှနေချိုက်စေဖို့ရညနာပြောင်းဆိုရတယ် ဘလို့ပြောရမှာညနေပြီးကျွန်မညနာမပေးတတ်ဘူး မပေးတာဘူး ဟုတ်တယ် တိုင်းမပေးတတ်ဘူးလေမျိုးသူရေမင်းဆိုတော့ညနာမပေးတတ်ဘူးလေ ဘယ်လိုတော့ မင်းကလည်းမသိဘူးလား ဒီမောင် အေးညနာပေးတဲ့အောင်လူပြိုတော့တဲ့ခဏသွားခိုင်းလိုက်ဟေး ကြော်ထုနဲ့တွေ့လိုက်ဘယ်နဲ့လဲ အဲ့ဒါကြောင့်ကြံပေါ့ကွာ ဘာလာခဲ့အုံးမော်ဒါတော့ပြန်လာခဲ့ တိုင်းလာတော့ လာခဲ့ ဟာပါမယ်ပါမနာကြီးပြောသွားပြီ ကြောသူကဘယ်ကလေးပြင်မလာလဲမသိဘူးကြောဟုတ်ကျဲလို့ဒါ ပြုံးပြုံးလေးဆို အားနေ ကြည့်ကြည့်တာနောက်မကြည့်ပါနဲ့ငါပွဲတိုင်းဗိသိညောတော့မော်ဒန်မနစ်ကဥစိန်အုတ်တို့ပွဲတော့ဗိသိညောတာနောက်လက်ကြီးအမောပြေတယ်ကိုကနောက်လက်ကြီးအမောကဆို့ဆို့နေတယ်အဲကြောင့်မလို့နောက်ကအမောပြေအောင် ရှင်းကမခေါ်တယ်တော့သားမောပါ နေဘယ်သူကတင်တာသဘောမလေးမကြီးနဲ့ကငါတို့ကသဘောယူတာစားတယ်မိမသဘောအလွန်ချောတယ် ဘာလဲ မိမသဘောအလွန်ချော မင်းမတခေါ်အလုံးချော အဲ ဟောစာသူ ကိုကဘယ်ခရီးပြန်ပြန်အိမ်ရှိသဘောနဲ့ကြိုလုံးတော့ဟောဟိုတနေ့ကငါဘကိုးရှိဘက်ကပြန်လာတယ်အိမ်ရောက်တာညဆက်နိုင်မှရောက်တယ်အိမ်ကျတော့ကားလေးဝင်တီးတီးနဲ့တီးတဲ့ခေါ်တာမတော့ပြောလို့မနဲ့လို့ဒါနဲ့ငါသခေါ်ယူတာငါပြောလို့လည်းငါသခေါ်တွေစမ်းထားတယ်သွားမယ်နော်အောင်သေးမင်္ဂလာနောက်ချစ်စင်မကွာလူတို့မှနေချိုက်စေဖို့ရ လူတို့မှနစ်ချိုက်စေဖို့ရ အောင်သေးမင်္ဂလာနောက်ချစ်စင်မကွာလူတို့မှနေချိုက်စေဖို့ရ လူတို့မှနစ်ချိုက်စေဖို့ရ ကျက်တဲ့ရုံမင်္ဂလာရှိတာ စားရပါ သုံးပါ
ဘောက်ကိုရောက်အောင် စားရလားစားရလား ဟုတ်စာမင်းမစက်ကစာမလာနဲ့နောက်ကစာမကြိုက်တယ်ရှေ့ကစာမကြိုက် ကောင်းမလေးအော်ဒါကို ကောင်မလေးအော်ဒါကိုကြိုက်တယ်ငါအော်ဒါဆိုရင်လက်ခံတယ်ဟုတ်ပြီနော် စာရီမသုံးပါမရဘူး ခမရမှာပြီ မသိနဲ့လေဒါလုံးကိုရအောင်ကြားအောင်မယ် ကြက်တဲ့ရင်မင်္ဂလာရှိတယ် စာရီပါစာရီပါ ရောက်ပြီ မပါဘူးရော ပြန်ပေးရအောင် ငါပေးမှာပါဟိုပေးမှာ မင်းလည်းကိုမရှိရဘူး ပြန်ပေးရအောင်ပြန်မမတောင်းနဲ့ အေးရောမှမတော်နေဝါပြီမရိုင်းနေတယ်မရိုင်းတော့ဝါပြီဒီဘွဲရတာဒါမျိုးကလည်းပြီးစီ ပြန်မတောင်းနဲ့ မတောင်း သူကသူ့အိမ်သူပြန်မှာကျမရင်ကျမပြန်ပါလေ အေးလေအဲ့ဒါမတောင်းဘူးလို့ဘယ်လိုမှမဟုတ်ဘဲနဲ့အဲ့ဒီ3ပေါက်ရအောင်အော်နိုင်လို့အဲ့ဒီဟာအစိုးရတိုင်းမအော်နိုင်ဘူးအဲ့ဒါကြောင့်ငါပေးတာမလေးငါနှမျောတယ်ကြာငါပတ်ဆိုင်ရမော်တော်ဘီကပတ်ဆိုင်တစ်လုံးမရဘူးလားမှတ်တာ ဘယ်လိုပါလဲစလေးလေးတော့ရထားတာ စနေသိလူကြီးနေဟိုတော့ငါအကြိုက်ပါလားကား ညတော့ မွေးဆို ဘာဖေးလို့စီးပြီးသားပြင်တော့ဘာမှလုပ်မရဘူး ဟုတ်ပါဘူးငါမျက်လုံးကလည်းငါလူ ကျ ကြီး င်း တော့ တော့ကြိုက်တယ် ဟင် ကြိုက်တယ် ကြိုက်တယ်လား ကြိုက်တာ ငါလူပြိုတော့ကလည်းငါလူပြိုတော့ကနေတော့ဘယ်သွားသေးနေမှမသိဘူးငါတော့မနဲ့တွေ့ကြလို့ဒါကြီးတောင်မနဲ့လုံးမယူရတာအဲကြားလာမနော် ငါတလောက်ငါစိုင်းတစ်ပတ်တော့ပတ်မယ်မင်းငါဆိုလို့ယူမလား ချင်းဆိုလိုက်တာချင်းဆိုလိုက်တာ အဲ့ဒါခမရဖို့လူပြာတို့ညီကိုပြောတယ်လို့ခရမသိဘူး ကြက်တဲ့ရင်မင်္ဂလာရှိတယ် စာရီပါဟေးနေတာ ဒါလည်းပတ်စံ စိတ်ကဘိသိစရာလေးရောက် မရောက်နဲ့ပြလူနံပင်ကျွဲဂျိုတွေနဲ့သေတော့မယ်ကြားလာမလို့သုံးဘက်ကလေးစမ်းအောင်ကျင်းနေတော့ ကြက်တဲ့ရင်မင်္ဂလာရှိတယ် စာရီပါစာရီပါ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  ကျွေးဆိုင်တော်ကြီးကသာဒီအလူမဟာမိုးတာရမိတာတော်လွယ်ဘာ အဲ့လိုကလေးတွေမောင်းမိပါနဲ့နော်ကျွန်တော်အမကြီးများအမေကြီးများကျွန်တော်ဦးကြီးများပြင်းနေမှာဆိုလို့ကျွန်တော်အကူကျွန်တော်ကငရဲကြီးခံပြီးစားရတာလို့ကျုပ်အကူကျွန်တော်ကသူ့ကြောက်ရတယ်ကျွန်တော်ထက်လေတိလာတယ်ကျွန်တော်ထက်လေတက်ပါတယ်နော်ဒီမကြောက်တာသူမိမတယောက်ပဲရှိပါတယ်ခင်ဗျာနော်ကျန်တာတော့ မဟုတ်ပြန်လာပြောချင်ပြောအရင်တော့ဘောမှမထည့်သားနဲ့ နော် ငါတင်ကောင်းဝစ်ချင်တယ်ဘယ်ကြောင့်သွားလူမှမသိလို့တ ကျွန် ကား တော် ကြီး သူ့နိုင်အောင်တော်တော်တွဲယူရပါတယ်ကျွန်တော်မကိုကျော်နိုင်ကြီးကျွန်တော်အဲ့လိုမတွေ့သူကကျွန်တော်ဆိုရမှာအဲ့ဒါကသူ့ကိုအရင်ဆုံးထိတ်ကနေပိတ်တွေ့ရတာနော်လောက်ပါပြတ်ဖို့တူဖို့တူပြတ်ဖို့တူဖို့တူချေတော့ကန်းတဲ့ဘူးပြောတော့ဘူးပြောတက်ပြီးတော့ပြီးတီဒီလိုပြောနေတာ ဖြည်းဖြည်းဆိုင်ခုမှဒီလုံးတိုက်တုံးရှိသေးလုံသားမခဏပါလေပြတ်ပေါ်သွားတယ် ပြတ်ဖို့တူပြတ်ဖို့တူ ရပြီမတီးနေတဲ့ဗဇက်ဘက်ကတော့တော်ကောင်းပြီ ဒါကငါဆိုင်ကြီးစစ်ပြီးရတာဆိုင်ကြီးများနေတယ်ရွာလေးကပြောသေးရတယ် ဟုတ်ကဲ့ ကဲနောက်နေ့ရောက်ချင်ပါပြီဗျာ အလကားလာပြီးပေါ်ရောက်ချင်တယ် နေဖေမို့လားသူကျတော့စလေးလေး ငါတော့ဥစိန်တော့ပါလို့အာနာလေးလျှော့လိုက်တာလေ ကဲစမယ်ပြီ လက်ဆောင် sorry ကဲဆိုင်ကောင်းပြီလားနားတော့ကောင်းနားတော့ကောင်းပြီ နောက်ကမောင်းနေတယ် မောင်းမရှိတဲ့ တယ်ပေါ်နေ နော် ပြတ်ပေါ်တူတော့မှအဲ့ဒီ ကျက်တူဆက်တယ်ညာအခုတိအောင်ပြောနေတာကျွန်တော်ကိုယ်တိုင်လောက်ထားတာ အေး ကျန်တော်လို့ပြောရတယ်အဲ့ဒီတီးတဲ့ဆိုင်ထဲမှာကျွန်တော်မပါဘူး ဟုတ်ပါတယ်ဟုတ် တိ ပါ အောင်လို့ပြောနေတာ အေး ဒါ ဟ
ရငါလည်းမင်းဒါနဲ့နေဝင်တော့မှလို့ပြောမလို့ရပါပြီလာကျင်းနေပြီနော်ဒီဟာရကတော့ဟောရတဲ့ဟာကြီးဟုတ်ပလားကဲနနာကြီးကြောတော့နနာကြီးကြောတော့ပါပြီအဲ့နဲ့လေးကတော့ကန်းလေးကျုပ်ဝင်ပြုပြီးတော့မှခရလူကြားချင်တဲ့